မိခင်တို့ပဲဓာတ်ရိုက်ဆိုတဲ့ဘေဘီလေးတွေကိုနိုဘူးတိုက်တဲ့အခါမှာတချို့ဘေဘီလေးတွေကနိုဘူးညင်းတာတွေ့ရပါတယ်အဲ့ဒါကိုဘယ်လိုလုပ်လို့ရမလဲဆိုတာလေးကိုပြပြပေးစင်ပါတယ်မေမေကလည်းအလုပ်ပြန်ဝင်ရတော့မယ့်အခါမှာကလေးတွေကိုနိုဘူးနဲ့ထားခဲ့ရမယ်ဆိုရင်အလုပ်ဝင်ခါနီးမှာနိုဘူးကျင့်ပေးတာမဟုတ်ဘဲနဲ့လည်းလည်းစောပို့ပြီးတော့ကျင့်ပေးထားတာပိုကောင်းပါတယ်ပုံမှန်အဖြစ်ကလေးလည်းမိခင်တို့ဆိုတဲ့ကကောင်းဆိုးတက်သွားတယ်၄ဘက်ကျော်လောက်ကြာစကျင့်ပေးလို့ရတယ်ပေါ့နော်မိခင်တို့ဆိုကြီးပဲဆိုနေဘေဘီလေးကနိုဘူးညင်းတာဘာကြောင့်ဖြစ်လာများလဲဆိုတော့သူကမိခင်တို့ကကြတော့နူးညံ့တယ်လေနိုသေးကောင်းကမိခင်တို့တိုင်မနူးညံ့တဲ့အတွက်သူတို့စချင်းဆိုမဆို့ချင်ကြရများတယ်ပြီးတော့မိခင်တို့ကြသူတို့အများထွေးထွေးပပိုက်နေရတယ်ပြီးတော့နိုဘူးဆို့ကြအဲ့လိုမတူဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ကမိခင်တို့ပဲပို့ဆို့ချင်တာရှိကြရပေါ့နော်ကျင့်ပေးတဲ့အချိန်မှာခလေးဘိုက်စားတဲ့အချိန်မှာမကျင့်ပေးဘဲနဲ့ဘိုက်မစားတဲ့အချိန်မှာကျင့်ပေးတာပိုကောင်းပါတယ်ဘိုက်စားတဲ့အချိန်မှာခလေးကဘိုက်စားတဲ့စိတ်တူတဲ့အတွက်စိုးနေကြနိုတီးကောင်းမဟုတ်ရင်ခလေးကမစိုးတာဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဘိုက်မစားတဲ့အချိန်မှာကျင့်ပေးတာပိုကောင်းပါတယ်ဥပမာအဖြစ်မေမေတို့နှစ်ကြိမ်တိုက်တယ်မိခင်တို့တိုက်တဲ့နှစ်ကြိမ်ကြားထဲမှာပေါ့နော်30မဲလောက်ပဲဖြစ်ဖြစ်သူ့ကိုအရင်ကျင့်ပေးလို့ရပါတယ်ပြီးတော့မေမေကနိုဘူးတိုက်တယ်ဆိုရင်လည်းတချို့ဘေဘီလေးတွေကနိုဘူးထက်မေမေတို့ပို့ဆို့ကျင်ကြရပေါ့နော်အဲဒါကြောင့်မလို့မေမေတိုက်တာမဟုတ်ဘဲနဲ့အိမ်ကတခြားလူနဲ့တိုက်ကြည့်ပြီးတော့ကျင့်မိတာလည်းပိုကောင်းပါတယ်ပြီးတော့နိုဘူးဆိုတဲ့အချိန်မှာသူကမေမေတို့ဆိုတဲ့လိုမျိုးခံစားရအောင်သူ့ပါလေးနာမှာဒီလိုလက်လေးကတ်ထားပေးလို့ရတယ်ပေါ့နော်အဲဆိုမေမေနဲ့ထိတွေ့နေတယ်လိုမျိုးခံစားရအောင်အဲ့လိုမျိုးလည်းလုပ်ပေးလို့ရပါတယ်ကဲပဲကိုကနိုဘူးစကျင့်ပေးတဲ့အချိန်မှာခလေးကအရန်ငုံနေတယ်ဆိုရင်အတင်းကြီးမတိုက်ပါနဲ့ပေါ့နော်โอเคသူမတိုက်ချင်တော့ဘူးဆိုရင်ရက်လိုက်ပါနောက်မှဆက်တိုက်ပါနော်နိုဘူးတိုက်တဲ့အခါကပျော်ဖို့ကောင်းနေရမှာပေါ့နော်အတင်းကြီးငုံနေပါဘာဖြစ်လို့နေရင်ခဏရက်လိုက်ပါပြီးမှဆက်တိုက်ပေးလို့ရပါတယ်ကဲပဲဒီနေ့တိုက်လို့ခလေးကဒီနိုဘူးညင်းနေဆိုရင်နိုဘူးကိုပြောင်းတာမဟုတ်ဘဲနဲ့ပေါ့နော်9ရက်လောက်ဆက်တိုက်ကြည့်စေချင်ပါတယ်သူအကျင့်ဖြစ်သွားအောင်ကွာဒီလိုလေးတိုက်ပေးလို့ရပါတယ်ခုနကပုံစံလေးလောက်ကြည့်ရပေါ့နော်အဲ့ဒါမှဘေဘီလေးကနိုဘူးမတောက်ချင်တော့ဘူးဆိုရင်တခြားဘလိုနီးလန်းနေလေ့ကျင့်လို့ရလေးတယ်ဆိုရင်ချိုးလိန်ပေးသလိုမျိုးပေါ့နော်နိုဘူးကိုနိုးမထည့်ပဲနဲ့နိုးသီးကောင်းနဲ့ရင်းနှီးအောင်အဲ့လိုသူ့ပေးဆုပ်ထားတာတွေရှိရဲပြီးတော့နိုးသီးကောင်းကိုမိခင်တို့ထဲမှာခဏနှစ်လိုက်ပြီးတော့မိခင်တို့အရသာလေးဖြစ်အောင်ပေးဆုပ်လိုက်တာရှိရဲပြီးတော့သူအရန်နေနဲ့အိတ်ချင်နေတဲ့အချိန်မှာမိခင်တို့တိုင်းနေတော့နိုဘူးကိုပြောင်းထည့်ပေးလိုက်တာရှိရပေါ့နော်ဒီလိုချက်မျိုးတွေလုပ်ကြည့်လို့ရပါတယ်ဒီလိုဆိုရင်ကိုလှုပ်ပေးကြိုပြီးတော့လေ့ကျင့်ပေးတခြားဖြစ်ပေါ့နော်မေမေအလုပ်သွားတဲ့အချိန်မှာမေမေမရှိတဲ့အချိန်မှာတခြားသူလည်းနိုဘူးတိုက်ရတာပိုအဆင်ပြေရပေါ့နော်ဒါလေးတွေပါကြည့်ပေးတာကျေးဇူးတင်ပါတယ်တတား